နမောတတဗုဒ္ဓဝါသောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တာနမောတတဗုဒ္ဓဝါသောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တာနမောတတဗုဒ္ဓဝါသောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တာသမရာစကဝါတိတုအတဝကေသံတုဒေဝတာတရမံမုနိယာသတတုနံတုတကမောကရံဓမ္မသမ္မရကာလောအယံပတ္တနာဓမ္မသမ္မရကာလောအယံပတ္တနာဓမ္မသမ္မရကာလောအယံပတ္တနာသမရာစေနဝေလျာတိတာယကွင်ဤစัจ java လာပဝင်းကျင်၌စကဝါရီတုစကဝါအပေါင်းတိုက်တတောင်းသူ၌ဝတ္တနာကိုစီကိုငှနေထိုင်ကြကုန်သောဒေဝတာတကိုကြီးမားနှင့်မြမာများတို့သည်အတရာမဟာသမယတုံများရွတ်ဖတ်ပူဇော်ရဤနေရာသို့အာကေစံတုညီညာဖြားဖြားလာရောက်ကြပါကုန်လောမုနိရာဇတာမုနိထွတ်တင်ဖျားရှင်ဤတက္ကမကရံနတ်ပြည်နိဗ္ဗာန်ကျူးနှစ်တန်ကိုဧကံပိုင်ပိုင်ပေးစွမ်းနိုင်သောတပ္ပဒံဥပအန္တရာယ်ရန်တဲ့ကိုကာကွယ်ပေးတတ်သောမဟာသမယတုတ်တရားတော်မြတ်ကိုသူနန်းသူအာယုန်တပါစိတ်မတော်ပဲလေးစားကြည်ပြူနာယူလဲကြပါကုန်လောဗတ္တနာညီညာပြပြစေဝေးရောက်လာကြကုန်သောအိုးနတ်မြမအပေါင်းတို့အယံဤချိန်ခါမရသေးကဓမ္မတောင်ရကာလောသုံးလောကထထရှင်တော်မြတ်ဗျာဤတရားဒေသနာတော်ကိုနာယူရန်အရှိန်တော်ဖြစ်ပါပေ၏အိုးလောကဆောင်ကြတဲ့များပေါင်းတို့တရားတော်နာလာရောက်ကြပါကုန်လောကိုယ်ဆောင်တဲ့အိမ်ဆောင်တဲ့တိုက်ခန်းဆောင်တဲ့ရှန်ဆောင်တဲ့လမ်းဆောင်တဲ့မြို့ဆောင်တဲ့ရွာဆောင်တဲ့နေဆောင်တဲ့တောဆောင်တဲ့တောင်ဆောင်တဲ့အပေါင်းတို့တရားတော်နာလာရောက်ကြပါကုန်လောဘုံမဆိုးယုတ်ကဆိုးအာဃာတဆိုးနဲ့အပေါင်းတို့တရားတော်နာလာရောက်ကြပါကုန်လောကျောင်းဆောင်တဲ့ကျောင်းတိုက်ဆောင်တဲ့ဘုရားစီတီဆောင်တဲ့သာသနာတော်ဆောင်တဲ့အပေါင်းတို့တရားတော်နာလာရောက်ကြပါကုန်လောညီဆောင်တဲ့ရေဆောင်တဲ့ပင်လယ်သမုဒ္ဒရာမြေဆောင်ဆောင်တဲ့ဝလဟကနဲ့ပြည့်စုံတဲ့အပေါင်းတို့တရားတော်နာလာရောက်ကြပါကုန်လောတထယကနမေဝိယူနကနမေဝိယူပကနမေကုရနမုဆိုတော့လောကပါဠနမင်းကြီးလေးပါတရားနမင်းသူရမနမင်းစသောနတ်အပေါင်းတို့တရားတော်နာလာရောက်ကြပါကုန်လောနဂါကလုံကုံမန်ယက္ခမြအာနာဝကဘလူတာတကိယဘလူဟေမဝတဘလူပဟာယာဒအတုယဝိပါစိတ်တိအတုယယာဟုအတုရိန်စသောဥပတကအပေါင်းတို့တရားတော်နာလာရောက်ကြပါကုန်လောဝိစာစောကြီးတပတိအစရှိသောသူတော်ကောင်းပေါင်းတို့တရားတော်နာလာရောက်ကြပါကုန်လောအကျွန်ုပ်တို့၏မြို့ထဲမှာကွယ်လွန်သွားကြကုန်သောဆွေဟောင်းမျိုးဟောင်းဘိုးဟောင်းဘွားဟောင်းဝိမာနိကပြည်တာအပေါင်းတို့တရားတော်နာလာရောက်ကြပါကုန်လောအိုးလူအပေါင်းနတ်အပေါင်းမြမအပေါင်းအပေပုံလေးပါတတ္တဝါအပေါင်းတို့တရားတော်နာလာရောက်ကြပါကုန်လောတရားတော်နာလာရောက်ကြပါယံဖိတ်ခေါ်ပါ၏အကျွန်ုပ်သည်ဝိနည်းအများစွာတတ္တဝါတို့ချမ်းသာဖို့ကိုရှေ့ရှု၍ကောင်းမြတ်သောစိတ်စေတနာဖြင့်တတ္တဝါများစွာအားဘုရားရှင်ဟောတော်မူခဲ့သည့်နတ်ရှိတုတ်တံဖြစ်တော်မူသောမဟာသမယတုတ်တော်နှင့်မဟာပဋ္ဌာန်းဒေသနာတော်ကြီးကိုရွတ်ဖတ်အသက်ရှင်ဖြစ်ပါသောကြောင့်တရားတော်ကိုနာယူရန်ပင်ဖိတ်ပါ၏ကောင်းမွန်ရေးသေးစွာနာယူခြင်းဖြင့်ကုသိုလ်ယူကြပါကုန်လောသာဓုသာဓုသာဓု